မင်္ဂလာပါနော် Easy Electrical မြန်မာ channel ကကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ sharing လေးလုပ်ပေးရတာအခုဟိုစီလင်ဖန်ပေါ့ဗျာ brand ကတော့နာမည်ကတော့ KDK ပါဗျအကောင်လေးကို controller ကိုဘယ်လိုဝင်မလဲဆိုတာကျွန်တော်တစ်ချက်ပြပေးမယ်နော်ကျွန်တော်နဲ့တူလိုက်ကြည့်ပေးပါအောင်နော်အခုကကျွန်တော်လက်ရှိတက်နေတဲ့ဟာပေါ့ဗျာဒီကတော့ဒီမှာ9လုံးပေါ့9လုံးလို့ဆိုကျွန်တော်ဒီကဥပမာပြမယ်နော်ဒီကောင်လေးကိုဘယ်လိုဖြုတ်မလဲဆိုရင်တိတ်ပြီးတော့ဒီမရှိပါဘူးသူ့အောက်မှာဗျဒီမှာကြည့်ဟိုမှာစကူလေးရှိတယ်အဲစကူလေးကိုဖြုတ်လိုက်ဖြုတ်ပြီးသွားရင်ဒါလေးကိုပေါ်လေးအသားလေးလှန်လိုက်ရင်ရပြီဗျနော်အဲ့ဒီမှာကျွန်တော်ပြကျင်တာတော့ဗျာအရင်ဆုံးကျွန်တော်တို့ကဒရိုင်ကိုတစ်ချက်ကြည့်လိုက်အောင်neutral ကတော့တခြားမရှိပါဘူးခုနကကျွန်တော်ပြတဲ့သူက fan ကိုတန်းသွားမှာပေါ့နော် fan motor ပေါ့အဲ့ဒီမှာဒီမှာ line ကသူကဝင်လာတယ်ဗျာဒီကတော့ကျွန်တော် breaker ပေါ့ဗျာဒီက breaker ဝင်လာတယ်ဒီမှာဒီဟာလေးက connector လေးလို့ပြောပြ terminal လို့ပြော terminal ဆိုတာကဒီအဖြူရောင်လေးပေါ့ဗျာအဖြူရောင်လေးအဲ့ဒီမှာဒီမှာတော့ brown ဆိုတာအကျိုးကညူရောင်လေးပေါ့ဗျာညူရောင်လေးက controller ထဲကိုဝင်နေအဲ့မှာ brown ကနှစ်ကျိုးရှိတယ်ကျွန်တော်တို့ကစဉ်းစားကြရနှစ်ကျိုးကဘယ်ဟာ motor ကိုသွားမှာလဲဘယ်ဟာကကျွန်တော်တို့ဒီ main supply နဲ့ join မှာပဲပေါ့ဒါပေမဲ့ထူးခြားတယ်တစ်ချက်ကြည့်ပါဒီကျိုးလေးက brown လို့ရေးထားတယ်ဒါပေမဲ့နောက်တစ်ခုကဒီမှာ white ဆိုပြီးအဖြူလေးနဲ့ဆက်ထားအဲ့တော့အဖြူနဲ့เนาะအညိုနဲ့နှစ်ခုစုံမှတ်ဒီမော်တာကိုပြန်ပြီးတော့ဒီဖန်ကိုပေါ့ဗျာပြန်ထွက်သွားမယ်ကောပေါ့ဟိုဒီအညိုရောင်တီးတဲ့တစ်ချောင်းနဲ့ဒီရဲ့ controller နဲ့ join မှာပေါ့ဗျာမင်းရလာတဲ့ကြိုးနဲ့ဒီ join မယ်အဲ့တော့ကျွန်တော်တို့ controller လေးကိုကြည့်လိုက်ရင်အဖြူနဲ့အညိုဒီမော်တာကိုသွားမယ်ကောပေါ့ဟောဒီမှာအဖြူရဲ့အညိုရဲ့ join ထားရနော်အဲ့ဒါဒီမှာကြည့် brown ဆိုအညိုပေါ့ဗျာ white ကအဖြူသူနှစ်ခုစုံတဲ့နှစ်ကောင်ဒီမှာအဲ့ကောင်ကဂျိုးကကျွန်တော်မော်တာဒီရဲ့စီလင်ဖန်ကိုသွားမယ်ဆိုတော့ဒီမှာဒီဂျိုးလေးပေါ့နော်ဒီဂျိုးလေးပါတရားလေးကြည့်ပြီပါနော်ဒီဂျိုးလေးဟုတ်ပြီဒီဂျိုးလေးဒီဘက်ဂျိုးအဲ့ဘက်ဂျိုးကအခုကျွန်တော် join ထားတာအဝါရောင်ဂျိုးလေးနဲ့ join ဒီအဝါရောင်ဂျိုးကခုနစီလင်ဖန်ကိုသွားထားတဲ့ကောင်ဗျာနော်ဒီအနီကတော့ main ပေါ့ဗျာအဲ့တော့ခုနကျွန်တော်ဒီမှာအဝါရောင်ကဒီကိုသွားတဲ့ကောင်နော်အဝါရောင်ကဒီကိုသွားအဲ့တော့ဒီကအဖြူရဲ့အညိုရဲ့ဆက်ပြီးထွက်လာတဲ့ကောင်ကအဝါနဲ့ join လိုက်တယ်ဟုတ်ပြီဒီက main ပေါ့ဒီကောင်က breaker နဲ့လာတဲ့ကောင်ခလုတ်ဖြစ်လို့ဗျာဟို terminal ကိုဝင်နေပြီးသူကဒီထဲကိုသွားအညိုနဲ့တစ်ချောင်းနဲ့ join မယ်ဆိုရင်ဒီမှာရလာရဲ့ line main line ပေါ့ဗျာအဲ့ကောင်ကအထဲကိုသွားမဲ့ကောင်ဆိုတော့တစ်ချောင်းနဲ့တီးတန့်ဖြစ်တယ်ဒီကောင်ပေါ့ဩပြီးတော့သူ့မှာဒီမှာကြီးကျွန်တော်တို့မြင်ရတယ်မြင်line တော့ n ဆိုတဲ့ဟာလေးဒီကောင်က line ပေါ့ဗျာသူက supply ပေါ့ main ပေါ့အကောင်လေးကိုဝင်လိုက်ရင်ရပါပြီဟုတ်နော်အဲ့ဒါလေးပါအဲ့ဒါလေးပြီးသွားရင်ကျွန်တော်တို့ဓာလေးကိုပြန်ပြီးတော့အသားလေးပေါ့ဓာလေးဆိုပြီးသွားပြီပြီးရင်ကျွန်တော်တို့စကူလေးနဲ့ဟောလော်လေးပေါ့စကူလေးနဲ့တိုက်လိုက်ရင်အဆင်ပြေသွားပါအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာကြည့်ရှုနေတဲ့ရောက်ချင်း line ကိုကျေးဇူးပါနောက်ထပ်လည်းကျွန်တော်အမြဲမပြတ်ဒီပေါ့အိမ်တွင်းဝါရင်းနဲ့ပတ်သက်တဲ့အခြေခံလေးတွေကိုကျွန်တော်မျှဝေပေးသွားပါမယ်ကျေးဇူးတင်ပါတယ်နော်